welcome back ပါကျွန်တော်ရဲ့ Yukiko Blog Venture YouTube channel လေးကနေပြီးတော့မှပြန်လည်ပြီးတော့မှကြိုဆိုလိုက်ပါတယ်ဆိုတော့အခုကျွန်မဒီဗီဒီယိုလေးကနေတင်ဆက်ပေးသွားခြင်းနဲ့အကြောင်းအရာလေးကတော့အမင်းများတဲ့မေးခွန်းလေးတစ်ခုဖြစ်တဲ့ဟုတ်ပါတယ်ဒါကဖင်လန်နိုင်ငံကိုလာဖို့ try နဲ့မိတ်ဆွေတွေထဲမှာပေါ့နော်ဒီတက္ကသိုလ်လမ်းကြောင်းနဲ့စိတ်ဝင်စားတဲ့မိတ်ဆွေတွေအတွက်ကျွန်မကဒီ Bachelor Degree Program ကိုအင်္ဂလိပ်လိုသင်တဲ့ English Talk International Programs တရဲ့ကျောင်းလာကတနစ်စာစရိတ်တွေကို University လိုက်ပေါ့နော်ဒီတက္ကသိုလ်တစ်ခုချင်းအလိုက်ကျွန်မကအတန်းပြင်းသိလို့ရအောင်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့အတူတူကြည့်ရအောင် Okay ဆိုတော့ကျွန်တော်တို့ဒီဖင်လန်နိုင်ငံရဲ့ပေါ့နော် University တွေနဲ့ University of Applied Sciences တွေမှာအခုဒီ2025-2026 ခုနှစ်မှာအတွက်ပေါ့နော်ထုတ်ပြန်ထားတဲ့သတ်မှတ်ထားတဲ့ tuition fees တွေကျောင်းလာကတွေကိုဈေးနှုန်းတွေကိုကျွန်မကဒီမှာပေါ့နော် graph လေးနဲ့ကျွန်မပြချင်ပါတယ်ဒါဆိုလို့ရှိရင် measure တွေနဲ့ပို့ပြီးတော့မှထင်တာမြင်တာရှိပြီးတော့မှတတိကျကျလေးသိသွားမယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီ graph လေးကျွန်မလောက်ထားတဲ့ဒီ graph လေးကိုတစ်ချက်လောက်ကြည့်ရအောင်နော်ဆိုတော့ကျွန်မဒီမှာဆိုရင်ဒီအောက်ကဒါ tuition လာခတစ်နှစ်စာ euro ကိုရေးထားတာဖြစ်တယ်ပေါ့နော်ဒီ6000 8000 1000 2000 4000ဆိုတဲ့ဟာလေးတွေကိုမြင်ရမယ်ပေါ့နော်ဘဲဘက်ချမ်းအပေါ်မှာတက်သွားတဲ့ဟာကကြတော့ဒါ university တွေရဲ့နာမည်တွေဖြစ်ပါတယ်ဆိုတော့ဒါဆိုရင်ဒီ graph လေးကိုကြည့်လိုက်ရင်ဒါမိတ်ဆွေတို့အဲဒါနည်းနည်းပုတ်ပြီးတော့မှရှင်းရှင်းလင်းလင်းလေးမြင်ရမလားဆိုပြီးကျွန်မကဒီလိုလေးပြင်ဆင်ထားပါတယ်ဆိုတော့ဒါလေးကိုကျွန်မနည်းနည်းလေးရှင်းပြရမယ်ဆိုလို့ရှိရင်တော့ကျွန်မဒီအောက်ဆုံးပေါ့နော်ဒီပထမဆုံးစပြီးတော့တွေ့ရတဲ့ဟာလေးဆိုလို့ရှိရင် Novia University of Applied Sciences ပေါ့နော်သူရဲ့တနစ်စာကျောင်းလာကတော်တော်လေးသက်သာတာတွေ့ရတယ်euro 6000ပေါ့နော် euro 6000ဒါ Bachelor Degree အတွက် English Talk Programs အတွက်ပေါ့နော်အားလုံးပေါ့နော်ဒီဟာတွေအားလုံးကအဲ့အတွက်ကျွန်မပြောမှဖြစ်ပါတယ်ဆိုတော့တနစ်စာကျောင်းလာက6000 euro 6000နောက်ပြီးတော့ဒီမှာကျွန်တော်တို့ဒီ University ၄ခုပေါ့နော်အကြောင်း၄ခုက KAMK ပေါ့နော်အဲ့ဒါရဲ့ Lab UAS ရဲ့ OLU UAS ရဲ့နောက် University of Turku ရဲ့ဒီ၄ခုဆိုလို့ရှိရင်တစ်နှစ်စာကျောင်းလာက euro 8000ဖြစ်ပါတယ်ဒီနောက်တစ်ခုက Karolia UAS ကတော့ချွင်းချက်အနေနဲ့လောလောဆယ်တော့ကျွန်မအကြမ်းပြင်းဘယ်လောက်လို့မှတ်ထားလို့ရလဲဆိုလို့ရှိရင်တော့သူက9000ပေါ့နော်9000လို့တော့လောလောဆယ်မှတ်ထားလို့ရတဲ့အတိုင်းပဲချွင်းချက်ထဲမှာကျွန်မနောက်ထပ်ချွင်းချက်အနေနဲ့ပြောပြမယ်အထက်မှာပါပါတယ်ဆိုတော့နောက်တစ်ခုတက်ရမယ်ဆိုလို့ရှိရင်ကျတော့ Centuria UAS ရဲ့DIAK ပေါ့နော်ဒီ UAS ရဲ့SCAMK UAS ရဲ့ Varsa UAS ပေါ့နော် VAM ရဲ့ Lapland UAS ရဲ့ Lund University ရဲ့နောက်ပြီးတော့ SAMK Sam UAS ရဲ့ Gloria UAS ရဲ့ဒီကောင်တွေကကြတော့ကျောင်းလာကဆိုလို့ရှိရင်9000နဲ့500ပေါ့နော် euro 9500ဖြစ်တယ်နောက်ထပ်နှစ်ခု Savonia UAS နဲ့ Hamk UAS ပေါ့နော်ဒါကကြတော့တနစ်စာ9900 euro ပေါ့နော်ဒီမှာဆိုရင်ကျွန်မတက်တာဒီ Ham UAS ပေါ့နော်အဲ့မှာ9900ဖြစ်ပါတယ်နောက်ပြီးတော့နောက်ထပ်တက်မယ်ဆိုရင်JAM ကဒါမှဒီမှာတော့ YAM လို့ပြောရပေါ့နော် Uvascular University of Applied Sciences YAM ရဲ့ Metropolia ရဲ့ University of Eastern Finland ရဲ့ University of Oulu ရဲ့ Tampere University ရဲ့ University of Vasa ပေါ့နော်ဒီကောင်တွေကကြတော့တနစ်စာအကြောင်းလာက1000မှာနောက်ပြီးတော့ exam Gesan UAS ဆိုလို့ရှိရင်တော့သူက1000နဲ့မှ900เนาะ euro ဖြစ်တယ်တနစ်စာအကြောင်းလာကနောက်ပြီးတော့ Arcadia UAS နဲ့ Haga Helia ကကြတော့အကြောင်းလာက euro 1000နဲ့1000ဖြစ်တယ်Turku UAS ပေါ့နော် Turku University of Applied Sciences ကတော့တနစ်အကြောင်းလာက1000နဲ့မှ900ဖြစ်ပါတယ် Henken School of Economic ကတော့သူရဲ့ကျောင်းလာကတစ်နှစ်စာ1000နဲ့2000ဖြစ်ပါတယ်နောက် University of Helsinki ရဲ့ကျောင်းလာက13000ပေါ့နော်တစ်နှစ်စာကျောင်းလာက13000ဖြစ်ပြီးတော့မှ HUMAK HUMAC UAS ကတော့သူကဈေးအများဆုံးသူကတစ်နှစ်စာကျောင်းလာက14000ဖြစ်ပါတယ်ဆိုတဲ့အခါဒါကျွန်တော်လက်ရှိမှာ2025-2026 ခုနှစ်အတွက်သတ်မှတ်ထားတဲ့အကြောင်းလာကတွေကိုကျွန်မဒီ university တွေနဲ့သူတို့ရဲ့ web page တွေကနေနောက်ဆုံး update ယူထားတဲ့ information တွေအတိုင်းပဲကျွန်မပြောပြပေးခဲ့တာဖြစ်ပါတယ်အခုနကကျွန်မပြောခဲ့သလိုပဲအခုဒီမှာမြင်ရတာကတော့ program specific fees ပေါ့နော်ခုနကပြခဲ့တဲ့ graph ထဲမှာဆိုရင်အများစုကျောင်းအများစုဟာ bachelor degree တွေတက်ကြိုက်တဲ့
bachelor degree program ကိုတက်ဈေးကအတူတူပဲဒါပေမဲ့ဒီ university ၄ခုကတော့သူကချွင်းချက်အနေနဲ့ program specific fee မတူဘူးပေါ့နော်ဥပမာကိုရွေးချယ်တဲ့ major ပေါ်မှာမူတည်ပြီးတော့မှကျောင်းသားကဈေးနှုန်းလေးကွဲတာတွေ့ရတယ်ပေါ့နော်၅ခုပေါ့နော်ကျောင်း University ၅ခုဖြစ်ပါတယ်ပထမတစ်ခုက Metropolia နောက်တစ်ခုက Aalto University နောက်တစ်ခုက Turku ရဲ့နောက်တစ်ခုက SAMK SAM ရဲ့ Karolia UAS ရဲ့ဆိုတော့ကျွန်တော်တို့ဒီမှာအကြမ်းမြင့်ဒီမှာကြည့်လို့ရအောင်ကျွန်တော်ဒါလေးပြထားတယ်ပေါ့နော်ဆိုတော့ Metropolia မှာဆိုရင် Business နဲ့ Engineering Major ဆိုရင်1000နဲ့1100ကြားမှာရှိတယ် Nursing ကတော့1100နောက်ပြီးတော့ Arts ပေါ့နော် Bachelor of Arts XR Design ဆိုရင်12000 Biomedical Lab Science နဲ့ Physio ဆိုရင်13000ပေါ့နော်ဆိုတော့ကိုယူတဲ့ major ပေါ်မှာမူတည်ပြီးတော့မှဒါကျောင်းသားကဈေးနှုန်းကွဲတဲ့တက္ကသိုလ်တစ်ခုဖြစ်တယ်နောက်တက္ကသိုလ်တစ်ခု Aalto University ဆိုလို့ရှိရင်လေသူကဈေးနှုန်းကွာခြားချက်လေးတွေရှိတာတွေ့တယ် BSc Business နဲ့ Science and Technology ဆိုလို့ရှိရင်ကျောင်းသားက12000ဖြစ်ပြီးတော့BSc Design ပေါ့နော်ဒီ major ဆိုရင်เนาะကျောင်းသားက1000ခွဲဖြစ်ပါတယ်တစ်နှစ်စာကျောင်းသားကပါနောက်တစ်ခုက University of Turku မှာဆိုရင်လည်းကွာခြားချက်ရှိတယ် Entrepreneurship BBA ဆိုရင်8000ပေါ့နော်တစ်နှစ်စာကျောင်းသားက8000ရှိတယ် ICT BSc ဆိုလို့ရှိရင်တစ်နှစ်စာကျောင်းသားက1000ရှိတယ် Health Science BNS ဆိုလို့ရှိရင်เนาะ12000ပေါ့နော်ယူရို12000ကျောင်းသားကရှိပါတယ်နောက်တစ်ခုက SAMK SAM UAS ဆိုလို့ရှိရင် Business နဲ့ Nursing Major Bachelor Degree ဆိုရင်9500ပေါ့နော်နောက် AIN Mechatronics ဆိုလို့ရှိရင်တော့1,500ပေါ့ဆိုတော့ဒီမှာလည်းမတူတာကိုတွေ့ရတယ် Karolia UAS မှာဆိုလို့ရှိရင် Business နဲ့ Industrial Management Bachelor Degree ဆိုရင်9000ဖြစ်ပြီးတော့မှ ICT Major ဆိုရင်1000ပေါ့နော်ဒါယူရိုတွေနဲ့ပြောတာဖြစ်ပါတယ်ဆိုတော့ဒါတစ်နှစ်စာကျောင်းသားကတွေကဒီ University ဒီတက္ကသိုလ်5ခုမှာမတူတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ကျန်တဲ့ University တွေကတော့အခုနကကျွန်မရှင်းမှာပြောခဲ့တဲ့ graph ထဲအတိုင်းပဲ Bachelor တက်ဆိုလို့ရှိရင်ဒီဈေးတွေပဲဖြစ်ပါတယ်ဆိုတော့ဒီ graph လေးကိုကြည့်လိုက်ခြင်းအပြင်ကျွန်မတွေ့ရတာကတော့ဈေးအနည်းဆုံးကျောင်းလို့လက်ရှိမှာပေါ့နော်ကျွန်မတွေ့တာတော့ Novia UAS ဖြစ်တယ်သူကတစ်နှစ်ကို6000ပေါ့နော်ယူရို6000ပေါ့သူရဲ့ဈေးကနောက်တစ်ခုကဒီမှာကျွန်မများသောအားဖြင့်တွေ့တာကတော့ဒါဒီသူ့ရဲ့ပြန်မြဈေးနှုန်းတွေကိုကျွန်မကျောင်းသားကကျူရှင်လာကဈေးနှုန်းတွေကိုကြည့်မယ်ဆိုရင် UAS တွေဆိုရင်9500နဲ့1000ကြားမှာရှိတယ် Research University ပေါ့နော်အဲ့ဒါတွေဆိုလို့ရှိရင်1000ဝန်းကျင်ပေါ့နော်ဒါကတော့ကိုသွားမဲ့ကျောင်းပေါ်မှာမူတည်ပြီးတော့မှဈေးတွေကတော့ဒီလိုလေးတွေကွဲမှာဖြစ်ပါတယ်နောက်ခုနပြောခဲ့တဲ့ program specific price ကွာတာလည်းရှိတယ်ဆိုတော့ခုနပြောတဲ့တက္ကသိုလ်5ခုမှာတော့ဒါကိုယူမဲ့ program ပေါ်မှာမူတည်ပြီးတော့မှဈေးနဲတာများတာကွဲသွားတာမျိုးရှိပါတယ်ဒီမှာနောက်တစ်ခုကျမတို့စဉ်းစားရမှာကအခုကျမပြောခဲ့တာတွေကလုံးဝ early bird discount တို့เนาะပထမဆုံးကျောင်းအပ်တဲ့အချိန်မှာ short ပေးတဲ့အကျောင်းသားက discount ပေါ့เนาะအဲ့ဒါနဲ့ဒီ scholarship ပေါ့เนาะကျောင်းတက်နေစဉ်ကာလအတွင်းမှာပေးတဲ့ scholarship လေးတွေလည်းရှိတယ်အဲ့ဒါတွေတော့ဒါထည့်သွင်းစဉ်းစားရခြင်းမရှိသေးဘူးပေါ့เนาะဆိုတော့ဒါတွေကိုပို့ပြီးတော့သိကျင်တယ်ဆိုလို့ရှိရင်เนาะသက်ဆိုင်ရာတက္ကသိုလ်တွေရဲ့ web page တွေမှာရှိတဲ့ tuition fees and scholarship section မှာတွားပြီးတော့မှဖတ်ရှုနိုင်ပါတယ်အဲ့တော့တို့ရဲ့သက်ဆိုင်ရာတက္ကသိုလ် page တွေမှာတွားကြည့်ဖို့အတွက်ကျွန်မတိုက်တွန်းပါတယ်ဆိုတော့ကျွန်မဒီမှာတော့အဲ့အကြောင်းရင်းတွေကိုအများကြီးမပြောတော့ဘူးပေါ့နော်ဆိုတော့ကိုအကြမ်းမြင့်ဒီဈေးနှုန်းလေးတွေကိုသိရပြီဒါဆိုရင်ကိုမှန်းလို့ရပြီပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဆက်ပြီးတော့မှအစင်းစင်းသွားဖို့အတွက်ကျွန်မကအကြံပြုပါတယ်ဆိုတော့ဒါကျွန်မကလည်းသူရဲ့သက်ဆိုင်ရာဒီ official tuition fees page တွေကနေပြီးတော့မှကောက်နှုတ်ထားတဲ့အချက်လေးတွေဖြစ်ပါတယ် study info နဲ့ study EU tuition fees overview တွေပါတွားပြီးတော့မှကြည့်ပြီးတော့ကျွန်မအဲ့ access လုပ်ထားတဲ့ information တွေကိုကျွန်မဒီနေ့ပြပေးခဲ့တာပဲဖြစ်ပါတယ်ဆိုတော့မိတ်ဆွေတို့အနေနဲ့ကတော့စိတ်ဝင်စားတဲ့ဘာသာရပ်တွေနောက်စိတ်ဝင်စားတဲ့တက္ကသိုလ်တွေရှိခဲ့တယ်ဆိုရင်တို့ရဲ့သက်ဆိုင်ရာ tuition fees page တွေကိုတွားပြီးတော့မှလေ့လာပြီးတော့ scholarship ပေးတဲ့ဟာတွေကိုတွားပြီးတော့မှဖတ်ရှုလေ့လာဖို့အတွက်ကျွန်မကတိုက်တွန်းပါတယ်
ဟုတ်ကဲ့ပါကျွန်မဒီဗီဒီယိုလေးကနေပြီးတော့မှခုနကပြောသွားခဲ့တဲ့အချက်လက်လေးတွေကတော့ဖင်လန်နိုင်ငံကိုဒါရဖို့ကြိုးစားနေတဲ့မိတ်ဆွေတွေအတွက်ပေါ့နော်တက္ကသိုလ်ပညာရေးလမ်းကြောင်းကနေလာမယ်ဆိုလို့ရှိရင်ဒီ Bachelor Degree Program အတွက်ကျောင်းသားကတွေဘယ်လောက်ရှိလဲဆိုတာကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျွန်မအနေနဲ့ထပ်ပြီးတော့ပြောရမယ်ဆိုရင်ဒါတက္ကသိုလ်တွေကို ranking လောက်လိုက်တာမဟုတ်ဘဲနဲ့ပေါ့နော်ကျောင်းသားကတွေဘယ်တက္ကသိုလ်ကတော့ဘယ်လောက်ရှိတယ်ဘယ်တက္ကသိုလ်ကတော့ဘယ်လောက်ရှိတယ်ဆိုတာလေးကိုမိထားတဲ့မိကွန်းလေးတွေကိုပြန်ဖြည့်ပေးလိုက်တဲ့အတွက်ဒါလေးတွေကိုပဲ cover လုပ်သွားတာဖြစ်တယ်ဆိုတာလေးကိုပြောပြပေးကြပါမယ်ဆိုတော့နောက်တဲ့ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်